လိုစေအရန်တန်ပြီးစေအရန်ချိုတဲ့မူကထဆိုင်လေးလိုက်ပြပေးမယ်ရှင် Cheras မှာเนาะဒီတိုက်ကြီးကိုတွေ့တယ်ဟောအဲ့ဒီတိုက်ကြီးရဲ့ဘေးနားမှာပဲเนาะဒီလိုမျိုးမူကထလေးစေချိုလေးနဲ့ရမယ်ရှင်ပစုံတွေရမယ်အသားတွေရမှာပေါ့เนาะအစုံရပါတယ်သူပေးထားတဲ့ဈေးနဲ့ကတော့တန်ပါတယ်လို့ပြောရမှာပေါ့เนาะတခြားလိုမျိုးခရုတွေပါတွေတော့မရဘူးပေါ့เนาะဒီလိုမျိုးဒေါက်ထိုးတွေအစုံရပါတယ်ရှင်အမျိုးစုံလေးရပါတယ်ရှင်เนาะအသားတွေလည်းအမျိုးစုံရပါတယ်ရှင်နောက်ထပ်လက်ဆက်တဲ့ဟင်းတီဟင်းရွက်တွေလည်းအမျိုးစုံရှိတယ်ကြာဆန်တွေရှိတယ်เนาะဒီလိုမျိုးအမိုတွေအရွက်တွေပေါ့เนาะအမျိုးစုံရှိပါတယ်ရှင်အဓိကအချက်ချာကြဆုံးကတော့ပစုံပေါ့เนาะပစုံကိုမှလက်ဆက်အကောက်အကြီးနဲ့ပေးထားပါတယ်ကြိုက်တဲ့လောက်စားပေါ့เนาะနှင်းတို့က2ယောက်စားပေါ့เนาะ3ရန်ဟင်းချိုနဲ့ယူထားပါတယ်နှင်းကကြက်သားစားတယ်နှင်းတရင်ချင်းကဝက်သားစားတယ်အဲ့လိုမျိုးခွဲထားတာပေါ့เนาะဒါပေမဲ့ပစုံကတော့2ယောက်စလုံးစားပါတယ်ရှင်ပစုံကိုမှဘက်အကြီးကိုယူတာเนาะပစုံကိုကြိုက်တဲ့လောက်ယူလို့ရတယ်ဒီဇိုင်းကဆိုရင်ပါကောင်းလဲဆိုပစုံကြိုက်တဲ့သူတွေဆိုရင်ဈေးလက်ချိုလေးပစုံအဝကြီးစားချင်တယ်ဆိုရင်ဒီဇိုင်းလာခဲ့ပါရှင်သူရဲ့ sauce အနည်းကဆိုရင်4မျိုးရှိပါတယ်เนาะကိုကြိုက်နှစ်သက်ရာယူစားသုံးလို့ရပါတယ်ရှင်အရသာကတော့ကောင်းကားလို့မင်းရင်မစိုးပါဘူးပေါ့เนาะဒီလောက်ဈေးချိုနေတာဒီလောက်အများကြီးစားရတယ်ဆိုတာကတန်တယ်လို့ပြောရမှာပေါ့เนาะဒီဆိုင်ကအထူးခြားချက်တစ်ခုကမြန်မာတချင်းတွေကိုဖွေးထားပေးပါတယ်เนาะလာစားသုံးသူတွေကတော့မြန်မာတွေမကဘူးเนาะတရုတ်တွေအများကြီးရှိပါတယ်ဒါပေမဲ့မြန်မာတချင်းကိုတော့ဖွေးထားပေးပေါ့เนาะဒီလိုမျိုးအေးစစ်နဲ့ဆွေးရင်စားရင်ပေါ့เนาะအရန်ကောင်းတဲ့ feeling ပေါ့เนาะတန်လက်တန်ပစုံကိုမှအဝကြီးစားလို့ရတဲ့ဆိုင်ကလေးပါရှင်ဒီလိုမျိုးကြည့်ပေါ့ပစုံအကောင်တွေကဆိုရင်အကြီးကိုမှပေးထားပါတယ်เนาะနှင်းလိုမျိုးပစုံအရန်ကြိုက်တဲ့သူဖြစ်လို့ပစုံကိုပဲလာစားတယ်တခြားဟာစားရင်မတန်ဘူးလို့ခံစားရပေါ့เนาะဒါပေမဲ့သူကပေးထားတဲ့ဈေးကတော့ဈေးချိုတယ်ဈေးချိုပေမဲ့ကိုစားတဲ့အခါကျရင်ပစုံကိုရွေးစားတာကပို့ပြီးတော့တန်တာပေါ့เนาะအရသာအနည်းကလည်းကောင်းတယ်เนาะအရန်စားကောင်းတယ်ဈေးလည်းတန်ကလေးနဲ့စားချင်တယ်မူကထလည်းစားချင်တယ်ဈေးအများကြီးမပေးနိုင်ဘူးဈေးအမြင့်ကြီးမပေးနိုင်ဘူးဈေးချိုလေးရချင်တယ်ပစုံကိုမှအများကြီးစားချင်တယ်ဆိုဒီဆိုင်ကိုလာစားလို့အားပေးချင်ပါတယ်ရှင်เนาะဒီဆိုင်လေးကဆို Cheras မှာပါเนาะအခုနှင်းဆိုင်ရင်နဲ့အနောက်မှာနှင်းရဲ့ vlog ရရင်နဲ့ဆိုင်ရဲ့လိပ်စာလေးပါပါတယ်เนาะအဲ့ဆိုင်လေးဒီလိပ်စာအတိုင်းလာစားလို့ရပါတယ်ရှင်နှင်းနဲ့နှင်းတငယ်ချင်းကတော့ပစုံကိုပဲအဝတ်စားလိုက်တယ်ပစုံကိုပဲဦးစားပေးစားလိုက်တယ်တခြားဟာကတော့အများနဲ့စားနေကြဖြစ်တာမလို့ပစုံကဆိုရင်ဒီအပြင်ကဆို1ကီလို40ကျော်50လောက်ရှိပါတယ်ပစုံဈေးကပေါ့နော်ဒါပေမဲ့ဒီမိုးကထမှာ29နဲ့ပြား90ပေးရင်အိုးဝစားလို့ရတာပေါ့နော်ပစုံတန်မတန်ပစုံကလည်းလက်ဆက်တယ်စားလက်ကောင်းတယ်ချိုလက်ချိုတာပေါ့နော်တော်မြမ်းအကြီးကလည်းကောင်းတယ်လိုက်ဖက်တာပေါ့နော်စားလဲကောင်းတယ်နှင်းကအမိုကြိုက်တဲ့သူဖြစ်လို့အမိုကိုပူစားတယ်နောက်ပဲဟင်းတီဟင်းရွက်ကနှင်းတိတ်မကြိုက်ဘူးဒါပေမဲ့အမိုကြိုက်တယ်တခြားအသားလုံးမကြိုက်ဘူးဒါပေမဲ့နည်းနည်းလေးချင်းပဲစားတယ်ပစုံကပဲဦးစားပေးပြီးစားတယ်ဘာဖြစ်လဲပစုံကြိုက်တယ်ပစုံကအရန်ကိုလက်ဆက်တာမလို့အကောက်အကြီးအကိုက်တွေကိုပေးထားတာမလို့ပေါ့နော်နောက်ပြီးတော့ကိုကအပြင်မှာဝယ်စားမယ်ဆိုရင်ပစုံကဈေးကြီးတယ်လေ1ကီလိုကို40ကျော်50နီးပါးကိုဒီမှာဆိုရင်29နဲ့ပြား90ပေးလိုက်ရုံနဲ့ပစုံကိုအဝတ်စားလို့ရပါတယ်ရှင်းကြည့်ပါဦး2ယောက်သားစားထားတာပါနော်ဒါကအများကြီးစားထားတာပါ2ယောက်သားကိုပစုံတက်ပစုံကောင်းတက်ပစုံခွန်တက်ကိုကြည့်ပါအများကြီးကွယ်တန်နေကွယ်ကဲဒီအနောက်မှာနှင်းရဲ့ vlog နောက်မှာဆိုရင်စာရဲ့နာမည်လေးရှိပါတယ်ရှင်လာစားကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ရှင်